လမ်းသွားရင်ဆူညောင်းခလုတ်တွေတွေ့ရင်ဒီဆူညောင်းခလုတ်နဲ့မမြင်လို့တက်နေမိရင်ဒုက္ခရောက်လိမ့်မယ်ခလုတ်မထီဆူကြည့်ကြပါစေနဲ့ဆိုဖယ်သွားတယ်ဒါအားလုံးကိုမေတ္တာထားတယ်လို့ခေါ်တယ်နော်လမ်းမှာတစုံတစ်ခုတွေ့လို့လူတွေထိခိုက်ပါဆိုရင်ရှင်းပေးသွားတယ်ဒါကာယကမေတ္တာလို့ခေါ်တယ်ဝစီကမေတ္တာဆိုတာလူတယောက်ကိုကြည့်ဒီလိုအလုပ်မျိုးမလုပ်ကြနဲ့ဒီလိုအတွေးမျိုးမတွေးကြနဲ့ကိုယ်မိတ်ဆွေတွေဒုက္ခမရောက်ရအောင်ပြောတယ်ကူညီတယ်စောင့်ရှောက်တယ်ဆုံးမတယ်အကြံပေးတယ်ဒါဝစီကမေတ္တာလို့ခေါ်တယ်ချမ်းသာကြပါစေလို့နှုတ်ကမြတ်တယ်မနောကမေတ္တာဆိုတာကြတော့ခုနအလိုစိတ်ထဲမှာဖြစ်အောင်လုပ်တယ်အဓိကကတော့မေတ္တာဘာဝနာပွားတယ်ဆိုတာမေတ္တာမနောကံကိုပွားခိုင်းတာစိတ်ထဲမှာတတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့စိတ်ကိုအမြဲတမ်းစင်စစ်မပြတ်မိမိတဏ္ဍာမှာဖြစ်အောင်လုပ်ခြင်းဖြစ်ရှင်တဲ့နှလုံးထဲမှာရှိတဲ့ဖြစ်ပေါ်လာတတ်တဲ့ဒေါသတရားကိုဖယ်ရှားပြစ်နိုင်ပါတယ်